ပန်းနိုင်တချင်းကိုတဲ့ TikTok မှာဆိုပြပါလားတဲ့တောင်းဆိုလာတော့လဲဆိုပြအောင်ပါဗောကျွန်တော်ရဲ့ပန်းနိုင်တချင်းလေးကိုနော်အဲ့တော့ကျွန်တော်ဆိုပြပါမယ်ခင်ဗျာနော်ပန်းနိုင်တချင်းလေးတိုက်နှစ်တက်လို့တောင်းဆိုပေးတာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီပန်းနိုင်တချင်းလေးပေါ့နော်လူသားတိုင်းပန်းနိုင်ကိုရောက်နိုင်ဖို့ကြိုးစားကြမယ်မကွာမေးမပိုင်နဲ့အကောင်းဆုံးစဉ်းစားမေးရွေးချက်မေးရှောင်းမဲ့လမ်းမဲ့သွားမဲ့ခီးဘလောက်ချမ်းချမ်းလုံးလောက်ဝီရီယာဆွေးနဲ့ရှောင်းရင်ပန်းနိုင်မဝေးပါဘူးမေးဘဝမေးမဆိုင်နဲ့အကောင်းဆုံးစိတ်ချိုင်မေးရွေးချက်မေးရှောင်းမဲ့လမ်းမဲ့သွားမဲ့ခီးဘဒူတာတာတတိရှိဆွေးနဲ့ရှောင်းရင်ပန်းနိုင်ရောက်မှာပါ Hey အောင်မြင်ခြင်းရဖို့အတွက်တခြားလူဘဝကိုမနှင်ပါနဲ့အောင်မြင်ဖို့မေ့ကြိုးစားမမနာတရားကိုဘေးဖယ်ထားအောင်မြင်ခြင်းရရှိဖို့ဖြူစင်တဲ့စိတ်ကိုရင်ခံကြိုးစားအောင်မြင်တဲ့နေရာရှိမရှိနေတယ်ကဲဒီလောက်နဲ့ဆိုကျင်းနေပြီပါနော်ပန်းနိုင်တဲ့ချင်းလေးနဲ့ကျွန်တော်တို့တွေစူးစမ်းကြမယ်ပန်းနိုင်တဲ့ချင်းကိုနားထောင်ပြီးတော့ခွန်အားယူမယ်